Grade 11 Maths Chapter 1 Exercise 1.1 နဲ့က Number 2 ကိုရှင်းပြထားတာဖြစ်ပါတယ်။ဒီမေးခွန်းလေးကတော့ Remainder Theorem ကိုသုံးပြီးတော့ Remainder တန်ဖိုးတွေကိုရှာရတယ်မေးခွန်းလေးဖြစ်ပါတယ်။မင်္ဂလာပါဒီချက်ကတော့အထက်တန်းသင်ကြားရဲ့သင်ခန်းစာတွေကို Theory ကအစရှင်းရှင်းလင်းလင်းသိအောင်ရှင်းပြပေးနေတဲ့ဒီချက်နွယ်ဖြစ်ပါတယ်။ဒီဗီဒီယိုလေးမှာတော့ Remainder Theorem ကိုသုံးပြီးတော့ Remainder တန်ဖိုးကိုရှာရတဲ့မေးခွန်းနံပါတ်2လေးကိုရှင်းပြထားတာဖြစ်ပါတယ်။အခရာကိန်းတန်းတွေကိုရှင်းရတာဖြစ်တဲ့အတွက်အဖြစ်မှန်ရဖို့အတွက်ဆိုရင်တော့သတိထားပြီးရှင်းဖို့လိုပါတယ်နော်။ Exercise 1.1 ရဲ့ Remainder Theorem ကိုသုံးပြီးတော့เนาะ Remainder တန်ဖိုးရှာရတဲ့မေးခွန်းနံပါတ်2လေးဖြစ်ပါတယ်။အဲ့တော့ A ကနေပြီးတော့ E အထိမေးခွန်းလေးတွေ5ခုရှိတယ်။ရှင်းပြပါမယ်။ A လေးကိုစကြည့်မယ်နော်။ When 5x squared plus 7x minus 9 is divided by x plus 1เนาะဆိုတော့ဒါလေးကိုဒီတို့က Remainder Theorem သုံးပြီးတော့ Remainder ကိုရှာမှာဖြစ်တယ်။ Remainder Theorem ကိုသုံးတယ်ဆိုတာက Functional Notation ကိုသုံးရပြီးတော့ခြေတို့ကတွက်ရတာပေါ့နော်။ဒါကြောင့်မို့လို့ပထမအဆုံးခြေတို့ဒီမှာ let f of x equal to 5x squared plus 7x plus 9အဲ့တော့သူ့ကို theorem လေးအတိုင်းပဲဒီချက်တို့ကရေးမယ် when f of x is divided by x plus 1 remainder equal to f of minus 1နော်ဆိုတော့ဒီချက်တို့ f of x ရဲ့နေရာလေးမှာ f of 1 minus 1နဲ့တွက်မှာဖြစ်တယ်5 into minus 1 the whole square plus 7 into minus 1 plus 9 equal to 5 minus 7 plus 9 remainder equal to 7ဆိုတာရ။ကျန်တဲ့မေးခွန်းတွေကိုလည်းဒီပုံစံလေးအတိုင်းပဲပေါ့နော်ဆက်တွက်ပြရပါမယ်။ minus x cubed plus 3x squared minus 7x is divided by x minus 2နော်။ဒီကိန်းတန်းလေးကို x plus 2နဲ့စားအောင်ကျတော့ Remainder Theorem သုံးပြီးတော့တွက်မှာဖြစ်ပါတယ်။နောက်ဆုံး f of x ထားတယ်နော်။ပြီးလို့ရှိရင် Theorem လေးကိုအသုံးပြုတယ်ပေါ့နော်။ဒါလေးကိုကျတော့ဒါကတော့အစင်စင်လေးတစ်ချက်ရေးထားတာပါ။ဒါတရက် clip ဖြစ်ချင်လို့ပေါ့နော်။ဆိုတော့ Remainder ကိုရှာတော့မယ်ဆိုတော့ f of 2ကိုနဲ့တွက်မှာဖြစ်တဲ့အတွက် x နေရာလေးမှာနော်ဒီ2လေးကိုအစားသွင်းမှာ။အကြောင်းမလို့ minus x cube ဆိုတော့ minus 2 cube ဖြစ်မယ်။ပြီးတော့မှ plus 3 into 2 square minus 7 into 2เนาะဒီ minus ကလေးကအထအစတွေကဒီကိန်းထဲမှာပါတာဖြစ်တယ်เนาะဒါကြောင့်မို့လို့သူကတော့ minus ပဲ2စုကျုက8เนาะ2ကျုက8ပြီးတော့မှ plus 3 into 4 minus 14 equal to ဒါလေးကိုခြေတော့ဆက်ရှင်းမယ်เนาะ remainder equal to minus 10ဆိုရပါတယ်မေးခွန်းနံပါတ်စီလေးကတော့ 2x cubed plus 3x squared plus 5ကို x minus 1/2 လေးနဲ့စားမှာပေါ့နော်။ဒါလည်းချေ remainder theorem ပဲသုံးမှာဖြစ်ပါတယ်။ဒီမှာဆိုရင်တော့ remainder က f of 1/2နဲ့တွက်မှာဖြစ်တယ်။အဲကြောင့်မို့လို့ f of x ရဲ့နေရာလေးမှာ f of 1/2နဲ့တွက်မယ်။2 into 1/2 the whole cube plus 3 into 1/2 the whole square plus 5ဖြစ်မယ်။အဲ့တော့သူ့ကိုဒီကျတော့ရှင်းလိုက်တဲ့အခါမှာဒီမှာဆိုရင်တော့2 into 1/8 plus 3 into 1/4 plus 5ရမယ်အဲ့တော့ဆက်ပြီးရှင်းလိုက်တော့ဒီမှာက 1/4 ဖြစ်မယ် plus ဒီမှာက 3/4 plus 5 1/4 နဲ့ 3/4 ဆိုတော့ပေါင်းလိုက်တော့1 plus နောက်က5ဒါကြောင့်မို့ remainder equal to 6ဆိုတာလေးရပါမယ်နံပါတ်2ရဲ့ D Number 2D ရဲ့မေးခွန်းလေးနော် when x6 minus 6x4 plus 12x squared minus 15 is divided by x plus root 2အဲ့တော့ဒီတို့ကဒီ x plus root 2လေးကိုသုံးပြီးတော့ကျတော့ remainder ရှာမယ်ဆိုလို့ရှိရင် f of minus root 2ဆိုတာလေးနဲ့ကျတော့တွက်မှာနော်တွက်တာလေးကြည့်အောင်နော်ဒီမှာဆိုလို့ရှိရင်တော့ကျတော့ remainder က f of minus 2လေးစသွင်းမယ်နော်ဆိုတော့ဒီမှာ x ရဲ့နေရာလေးမှာ minus root 2 the whole power 6
minus 6 into minus root 2 the whole power 4 plus 12 into minus root 2 the whole square minus 15. ဆိုတော့ဒီမှာဒီထညွန်းတွေကအပေါင်းထညွန်းတွေကြီးပဲဖြစ်တဲ့အတွက်ဒီကျတော့ဒီထဲထဲမှာရှိတဲ့ဒီလက္ခဏာကတော့အပေါင်းတွေကြီးပဲရမယ် minus root 2 power 6ဆိုတာလေးက8ဆိုတာလေးရမယ် minus 6 into minus root 2 power 4ဆိုတာက4ရမယ် plus 12 into minus root 2 square ဆိုတာက2ပဲရမယ် minus 50 เนาะအဲ့တော့ဒီချက်ထညွန်လေးရှင်းထားတာလေးတွေကိုเนาะဒီဘက်မှာအကျန်းလေးရေးပြထားတာဖြစ်တယ်နားမလည်ဒီချက်ကိုပြန်မေးလို့ရပါတယ် equal to ဆိုတော့ 8 minus 24 plus 24 minus 15ဆိုတာလေးရမယ် plus 24 minus 24ကဒါခြေသွားမှာဆိုတော့8 minus 15ပဲရှိတော့တယ်ဒါကြောင့်သူ့ရဲ့အဖြေသည် minus 7ဆိုတာလေးရပါမယ်နံပါတ် E လေးဖြစ်တယ်နော် x minus 2x square plus 6 is divided by x ဒါသူ့ရဲ့စာခင်းလေးက x ပေါ့နော် Sherrod theorem အရဆိုရင်ဒါ x minus k ဆိုတဲ့ပုံစံလေးရှိတယ်အဲ့တော့ဒီမှာက x ပဲရှိတယ်ဆိုရင်တော့ဒါ k ရဲ့နေရာလေးမှာဒီလိုက0လေးထည့်ပြီးတော့ဒီ remainder လေးရှာမှာပေါ့နော်ဆိုတော့ကြည့်အောင်နော် let f for x equal to x4 plus 2x square plus 6လို့ထားမယ်ပြီးရင် theorem လေးကိုသုံးမယ် when f for x is divided by x remainder equal to f for 0ဆိုတော့ equal to နော် x4 နေရာလေးမှာလည်းတစ်ချက်တို့က0အစားသွင်းတာပဲနော် minus 2 into x square နေရာလေးမှာလည်းဒီလို0အစားသွင်းတယ် plus 6ဖြစ်တယ်။အဲကြောင့်မို့လို့သူဒီဘာရတော့ဆိုတော့နောက်ဆုံးမှာတော့ဒီမှာ0 minus 0 plus 6ဒီလိုပုံစံဖြစ်သွားတယ်။အဲကြောင့်မို့လို့ remainder တန်ဖိုးလေးဒီ6ဆိုတာရ။နောက်ဗီဒီယိုလေးမှာပြန်ဆုံးပါမယ်။မင်္ဂလာပါ။